ကြားဘူးနေတာတော့ကြားပြီးမတုံးဘူးသေးဘူးဆိုတဲ့အမျိုးသားတွေဝင်ပြီးတော့နားထောင်ကြည့်သွားပါအမျိုးသားတွေတနေရာတဲ့ကွက်ပြီးအားရှိနေတာမျိုးမဟုတ်ဘူးတဘာဝအတိုင်းခံစားမှုအပြည့်နဲ့စွမ်းဆောင်နိုင်ပြီးတက်လုံအားကောင်းကောင်းနဲ့ပန်းလန်းစီဖို့တခါမှပြီးရင်ထက်ခါမှားစားနေတဲ့ဟောဒီကအညာမောင်ရှင်းမတက်ယူလေးထက်ရောက်ပါပြီရှစ်တပူးစားရင်တိတာမယ်နဘူးစားရင်ထူးခြားမယ်တပွဲတိုးစီးတွေစားနေမဲ့အစားကျမ်းမာရေးအတွက်စိတ်ချရမယ်ရှစ်မတက်ယူခေါ်အညာမောင်ယူလေးကိုစားကြည့်ပါခွေးလျားစီထောပတ်ရှစ်မတက်ဦးပြားရည်နှမ်းစီတို့နဲ့ဖော်ဆက်ထားပြီး side effect မရှိတဲ့အညာမောင်ယူလေးပဲဖြစ်ပါတယ်အမျိုးသားတွေပန်းသေးပန်းညိုခြင်းတုတ်ထွက်နေခြင်းတုတ်ထွက်မြန်ခြင်းတုတ်ကောင်ရည်အားနေခြင်းအကျော်အားနေခြင်းရစ်ပြူရစ်နေစင်းခြင်းတက်လုံမကောင်းခြင်းအမောမခံနိုင်ခြင်းဖြစ်နေလို့လားဒါမှမဟုတ်လို့ရှိရင်စိတ်သွားတိုင်းကိုမပါဘူးအကျော်အားနေပြီးခန္ဓာကိုလေးလံထိုင်မိုင်းခြင်းနဲ့အိမ်အောင်ရေးသူကမပြေဝလို့လားဒါဆိုလို့ရှိရင်တော့အသက်18နှစ်ပြေးပြီးတိုင်းစားလို့ရတဲ့အမျိုးသားတိုင်းစားနေကြတဲ့ဟောဒီကအညာမောင်ယူလေးရှိပါရဲ့ရှင့်ကလေးရခက်ခဲနေတဲ့အမျိုးသားတွေနဲ့တုတ်ထွက်များပြီးကျမ်းမာတဲ့တုတ်ကောင်ကြီးများရှိစေဖို့ဆိုရင်တော့ဟောဒီကအညာမောင်ယူလေးကိုစားကြည့်ပါကလေးရလွယ်ကူစေပါတယ်အမျိုးသားကြီးအကျော်အားနေပြီးပန်းမလန်းလို့လိမ့်စေးလေးပဲသုံးချင်နေဆိုတဲ့အမျိုးသားတွေအတွက်တော့ပန်းလန်းပြီးအကျိန်ရည်များစေခြင်းအကျိန်ကြပန်းလန်းစေခြင်းတတ်မှပြီးစွမ်းဆောင်ရည်ပြေဝစေဖို့ဟောဒီမှာအညာမောင်ဖြန်းစေးလေးလည်းရှိပါတယ်အမျိုးသားတွေအညာမောင်ယူနဲ့ဖြန်းစေးလေးကိုတွဲသုံးလို့ရတယ်လို့စားသေးပဲသုံးချင်တဲ့လူတွေကစားသေးယူလေးကိုစားပါဖြန်းစေးသုံးချင်တဲ့အမျိုးသားတွေအတွက်ဖြန်းစေးလိမ့်စေးလေးကိုတီးတန့်သုံးလို့လည်းရပါတယ်ရှင်အညာမောင်းလို့ကြားတာနဲ့เนาะဟိုကိစ္စတစ်ခုပဲတွေးတာမျိုးကိုမလုပ်စေချင်ပါဘူးရှင်အမျိုးသားတွေဟိုကိစ္စတစ်ခုတည်းအတွက်မဟုတ်ပါဘူးအမျိုးသားတွေတနေ့တာပင်မနှွမ်းနယ်မှုတွေတနေ့တာကုံဆုံးသွားတဲ့အာအင်းတွေအတွက်ပြန်လဲကျမ်းမာရေးအတွက်ဖြည့်ချင်တယ်ဆိုရင်တော့ဟောဒီအညာမောင်ယူလေးကိုကျမ်းမာရေးအတွက်လည်းတီးတန့်စားသုံးလို့ရပါတယ်အချို့ပြင်းမန်းအလုပ်လုပ်ရတဲ့အမျိုးသားတွေကုန်ထမ်းတဲ့အမျိုးသားတွေကားမောင်းရတဲ့အမျိုးသားတွေအလုပ်ကျန်းတွေတနေ့ကုန်လုပ်ရတဲ့အမျိုးသားတွေအတွက်လည်းတနေ့တာကုန်ဆုံးသွားတဲ့ပြင်းမနှွမ်းနယ်မှုနဲ့တနေ့တာစိတ်သွားတိုင်းကိုမပါဖြစ်နိုင်တဲ့အကြောင်းအရာတွေအတွက်ညာမောင်ယူလေးကိုစားပေးခြင်းအပြင်မိမိတို့ရဲ့ဆန္ဒတွေကိုပြည့်မြောက်စေမှာဖြစ်ပါတယ်။ကျန်းမာပြီးလန်းဆန်းစေမှာပဲဖြစ်ပါတယ်။အမျိုးသမီးတွေကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အမျိုးသမီးတွေကလေးရာခက်ခဲနေရရှိမယ်ဆိုရင်အမျိုးသမီးတွေအတွက်တော့အညာမြေစားတောင်းလက်ပတ်ယူလေးရှိပါတယ်အမျိုးသမီးတွေရာသီမမှန်တာအဖြူစင်းတာရာသီထိန်တာအမျိုးသမီးမိရယောဂဝေဒနာတွေအတွက်ဆိုလို့ရှိရင်တော့ဟောဒီကအညာမြေစားတောင်းလက်ပတ်ယူလေးရှိပါတယ်အမျိုးသမီးအမျိုးသားဝမ်းချုပ်တက်တဲ့လူတွေဝမ်းသွားရခက်နေတဲ့လူဆိုရင်လည်းအညာမြေရှားတောင်းလက်ပတ်ယူလေးကိုစားကြည့်ပါအမျိုးသမီးတွေကလေးရခက်ခဲနေတယ်ဆိုရင်တော့ဟောဒီကအညာမြေယူလေးကိုစားကြည့်ပါအမျိုးသမီးတွေတအိမ်ကျန်းမာပြီးတအိမ်အားကောင်းစေပါတယ်သွေးသားကိုတန့်စင်စေတဲ့အတွက်ကလေးရလွယ်စေပါတယ်အမျိုးသားကအမျိုးသမီးရောကလေးရလွယ်စေဖို့စားမယ်ဆိုရင်တော့အမျိုးသားကအညာမောင်ယူလေးကိုစားပေးပါအမျိုးသမီးကအညာမြေယူကိုစားပေးပါ